တို့တွေဖျားကိုဝိပုကိုးခွဲခြင်းအစပြုတော့မှာဖြစ်တယ်ဖျားเจ้าနဲ့မှာစကားမပြောတော့ဘူး Thank you ဟုတ်ပြီသားလေးမြင်လာမယ်ကိုယ့်ရဲ့အသင်းမှာဝင်ထိုင်မယ်တိုင်နဲ့မကွယ်နဲ့ဆရာမမြင်ရတယ်မြင်ဝင်ထိုင်မယ်နော်ကဲဘယ်အသင်းလဲမသိဆရာမကိုပုံးနေတာကဲဟုတ်ပြီအားလုံးရှိကိုလှည့်မယ်ဆရာမတို့နည်းနည်းဝိပုကိုးခဲ့ခြင်းကိုအစပြုဖို့အတွက်နော်တို့တွေအတူတူဆုတောင်းရအောင်နော်ဆုတောင်းတယ်ဆိုတာဘာလို့တာလဲဖျားသခင်ရဲ့စကားပြောတာဒါကြောင့်ရိုးရိုးသေးသေးစကားပြောမယ်နော်လက်အုပ်လေးတွေချီမယ်ခေါင်းလေးတွေငုံမယ်မျက်စိလေးတွေပိတ်ထားမယ်နော်မေတ္တာတော်ရှင်ဖဖျားသခင်ကိုရောရဲ့ကျေးဇူးတော်တသက်ကြောင့်သမီးတို့တင်တဲ့ရဲ့9ရက်မြောက်သောနေ့ကိုကိုရောပို့ဆောင်ပေးခဲ့ပါပြီ။တားငယ်သမီးငယ်တယောက်ချင်းစီနဲ့တကွဆရာမများကိုကျမ်းမာခြင်းနဲ့ပို့ဆောင်ကောင်းကြီးပေးလို့ကျေးဇူးတော်ကိုချီးမွမ်းနေလာဆဲရှိတဲ့တားငယ်သမီးငယ်များကိုလည်းအချိန်မီရောက်ရှိနိုင်ဖို့ရန်အတွက်ကိုရောရှင်ဖျားပို့ဆောင်ပေးတော်မူပါ။ဒီကနေ့မနေ့နည်းနည်းဝိပုကိုးခွဲခြင်းအစီအစဉ်အစမှအဆုံးတိုင်အောင်ကိုရောအတူပါရှိကောင်းကြီးပေးတော်မူပါ။ကြားသိရတဲ့နှုတ်ကပတ်တော်အားဖြင့်တားငယ်သမီးငယ်များအတွက်ကောင်းကြီးဖြစ်စေနိုင်ရပါမည်ကြောင်းကျေးဇူးကြီးလာပါဤဟိုဝန်ခံချီးမွမ်းလျက်သခင်ယေရှုနာမ၌အနန္တတောင်းပြီးမှအစပြုပါ၏အဖမြတ်စွာသောဘုရားသခင်အာမင်ကဲဒါဆိုရင်အခုချိန်မှာတို့တွေအသင်းလေးသင်းလုံးတော့အားလုံးမတည့်ရက်မယ်ဖျားကိုကိုးစားခြင်းညီမျှခြင်းကောင်းကြီးဆိုတဲ့သချင်းလေးကိုတို့တွေအတူတူချီးမွမ်းကြမယ်နော်အားရပါရချီးမွမ်းမယ်နော်သားရသူတွေကျေးဇူးပြု၍ဆရာမများရှေ့ကိုထွက်လာပေးပါကဲဟုတ်ပြီ ready နော်ကဲအဝအစိမ့်အနီးလိမ့်မော်စကားတွေများနေတော့ဟိုမှာဆမမတာမှတ်ပေးတယ်ကိုပြီးသက်ရှင်နေကြတယ်ဘုရားသခင်ကိုလည်းမေ့ထားကြလေတော့ဒုက္ခလတ်လတွေ့ရပြီပေါ့ကဲနောက်ဆုံးကြတော့ဆုံးရှုံးပြီပေါ့ကိုရဲ့ညံနဲ့ကိုအစွမ်းဟာလေဒါတွေဟာကျေးဇူးတော်ကြောင့်ပါအစမှာတော့ဟုတ်တယ်လို့အဆုံးမှာတော့ကျင်းရင်းတွေကရောက်နေပြီပေါ့လူကိုကိုးစားခြင်းဟာကြိမ်ချင်းလက်ပင်လျှောက်လို့ပစ္စည်းသွားကိုတော်ကိုကိုးစားလိုက်ပါတော့ကောင်းကြီးရမှာမျက်နှာမှာစိုက်တဲ့တစ်ပင်လို့အပူရှိန်ရောက်ကြောင်းလည်းမသိပါအရွက်မညှိုးနှွားမှုအစင်အမြဲအတီးတွေမုတ်ခေါင်ရင်လည်းစိုးရိမ်ကြမရှိပါသာဝရဖျားကိုသာကိုးစားမှသာကောင်းကြီးရမှာပေါ့ကိုယ့်ရဲ့ညံနဲ့ကိုယ်စွမ်းကိုပဲအားကိုးပြီးအသက်ရှင်နေဘုရားသခင်ကိုလည်းမေ့ထားကြလေတော့ဒုက္ခရလလနောက်ဆုံးကြတော့ဆုံးချုံပြီပေါ့ကိုယ့်ရဲ့ညံနဲ့ကိုယ်အစွမ်းဟာလဲဒါတွေဟာအစမှာတော့ဟုတ်တယ်လို့အဆုံးမှာတော့ကျင့်ချင်းတွေကစောင့်နေပြီပေါ့
ကျိတ်ကျွင်းတွေကရောက်နေပြီလူကိုကိုးစားခြင်းဟာတစ်ပင်လျှောက်လို့ပစ္စည်းကိုတော်ကိုကိုးစားလိုက်ပါတော့ကောင်းကြီးရမှာမျက်နှာမှာစိုက်တဲ့အပူချိန်ရောက်ကြောင်းလည်းမသိပါအရွက်မညှိုးတော့အစင်အမြဲအသီးတွေဒီမှာဘိုးကောင်ရင်လဲဆိုကိုးစားမှတော့ကောင်းကြီးရမှာလူကိုကိုးစားခြင်းဟာတစ်ပင်လျှောက်လို့ပျက်စီးသွားမှာကိုတော်ကိုကိုးစားလိုက်ပါတော့ကောင်းကြီးရမှာပေါ့မျက်နှာမှာစိုက်တဲ့တစ်ပင်အပူရှိရောက်ကြောင်းလည်းမသိပါအရွက်မညှိုးတော့မှုအစင်မြဲမိုးခေါင်ရင်လဲစိုးရိမ်ကြမရှိပါထာဝရဘုရားကိုသာကိုးစားမှသာကောင်းကြီးရမှာကိုးစားမှသာကောင်းကြီးရမှာပေါ့အားရပါရချီးမွမ်းသွားတဲ့သားသမီးတယောက်ချင်းစီကိုဘုရားသခင်ကောင်းကြီးပေးပါစေကဲသားတို့သမီးဒီကနေ့သားတို့သမီးကသခင်ယေရှုယုံကြည်လက်ခံပြီးသွားပြီဖခင်သားသမီးဖြစ်ပြီဆိုလို့ရှိရင်လေတိချာနားထောင်မယ်နော်သားတို့သမီးသခင်ယေရှုယုံကြည်လက်ခံပြီးသွားပြီဖခင်သားသမီးဖြစ်ပြီဆိုရင်ဖခင်သခင်ကလေသူ့ရဲ့သားသမီးတယောက်ချင်းစီကိုအသုံးပြုလို့တယ်တဲ့နော်တနည်းအားဖြင့်သားတို့သမီးတယောက်ချင်းစီကိုဖခင်သခင်ကတာဝန်ပေးလို့တဲ့ဆန္ဒတွေရှိတယ်ဟုတ်ပြီနော်ဒါဆိုရင်ဖခင်သခင်ကအသုံးပြုလို့တဲ့အခါမှာဟုတ်ပြီနော်သားတို့သမီးတို့အတွက်ဆိုင်ရာတာဝန်တွေပေးတဲ့အခါမှာဘယ်နေရာဖြစ်ဖြစ်အသုံးတော်ခံနိုင်ဖို့ရန်အတွက်တို့တွေကပြင်ဆင်ဖို့လိုလားမလိုဘူးလားလိုတာပေါ့ဒါဆိုရင်ဘာတွေပြင်ဆင်ရမလဲဆိုတော့ဒီနေ့နော်နက်နက်ဝိပုကိုယ်ွယ်ခြင်းမှာဆရာမတို့အတူတူစင်ကြင်သွားမှာဖြစ်တယ်စကားတွေမပြောတော့ဘူးနော်သားတို့သမီးစကားပြောနေသေးလားအခုအချိန်ဒီအမှတ်တွေကပေးနေတော့မယ်နော်သားတို့သမီးတော်ကြကြရင်အမှတ်တွေတော်ကြပြုတ်ကျသွားအောင်မယ်နော်ကဲဒါဆိုရင်ဒီမှာကြည့်ပါဦးသားတို့သမီးနော်ဒါမင်းတို့တွေအသုံးပြုတယ်မြင်မှုတယ်ဒီဒါလေးတွေကိုမမြင်မှုတဲ့တွေရှိလားကဲဘာလဲဒါလေးရခဲတံလေးတွေနော်သားတို့သမီးခဲတံတစ်ပင်ကြီးဆိုတာသားတို့သမီးမြင်မှုလားဟဲဟိုမှာကြည့်ပါဦးခဲတံတစ်ပင်ကြီးဆိုတာရှိလားမရှိဘူးနော်ခဲတံကသူ့လိုဖြစ်လာလားမဖြစ်လာဘူးเนาะဒီနေ့ခဲတံကသူ့လိုမဖြစ်လာသလိုပဲဒီမှာရှိတဲ့သားတို့သမီးတို့ဆရာမတို့တယောက်ချင်းစီကလည်းအလိုကိုယ့်ရဲ့အလိုဖြစ်လာလားဖြစ်လာလားမဖြစ်လာဘူးဒီနေ့ဒီမှာရှိတဲ့သားတို့သမီးတို့ဆရာမတို့တယောက်ချင်းစီကိုဖန်ဆင်းတဲ့သူရှိလားမရှိလားဘသူဖန်ဆင်းတာလဲဟုတ်တယ်ဘုရားသခင်ကဖန်ဆင်းထားတယ်เนาะဒီနေ့သားတို့သမီးမြင်တွေ့နေတဲ့တောတောင်ရင်မြေသဘာဝပတ်ဝန်းကျင်အားလုံးကိုဘုရားသခင်ဖန်ဆင်းတယ်အဲ့ဒီမှာလူကိုအထူးပဲဘုရားသခင်ဖန်ဆင်းတယ်ပြီးတော့တို့တွေကိုသိချစ်တယ်တဲ့ဖခင်ကတို့တွေကိုချစ်လားချစ်တယ်နော်ဘာဖြစ်လို့ချစ်တာလဲကဲတရားလောက်ပြောကြည့်ပါဦးဘာဖြစ်လို့ချစ်တာလဲဟုတ်တယ်အလိမ်မော်အသင်းတွေဖြည့်ပြီးတယ်နော်အစိမ်ရောကြံတဲ့အသင်းလေးတွေကတူတူလေးဖြည့်ရနော်သူကိုယ်တိုင်ဖန်ဆင်းထားလို့ချစ်တာနော်ဖခင်တို့တွေကိုချစ်လားမချစ်ဘူးလားချစ်တယ်နော်သူကိုယ်တိုင်ဖန်ဆင်းထားလို့ချစ်တာတဲ့နော်ကဲဒါဆိုလို့ရှိရင်သားတို့သမီးဒီကနေ့လေဖျားသခင်ကချစ်လွန်းလို့တို့တွေတယောက်ချင်းစီနဲ့အတူနေခြင်းနေတဲ့နော်ဖျားသခင်ကတို့တွေနဲ့အတူနေခြင်းတာကအဓိကအကြီးမားဆုံးရည်ရွယ်ချက်ပဲနော်တို့တွေကိုသိချစ်တဲ့အတွက်သူနဲ့အတူနေခြင်းနေဟုတ်ပြီနော်ဒီကနေ့သားတို့သမီးတို့မြင်တွေ့ရတဲ့ခဲတံလေးတစ်ချောင်းဖြစ်လာဖို့အတွက်နော်တစ်ပင်ကိုခုတ်ရတယ်ဟုတ်လားမဟုတ်ဘူးလားတစ်ပင်ကိုခုတ်တယ်ပြီးတဲ့ခါမှာတခါတည်းမလိုတဲ့နော်မလိုလားအတဲ့အကိုင်းခက်တွေနော်အားလုံးကိုခုတ်ချစ်ဖယ်ရှင်းဖြတ်တောက်ရေပေါ်တွေထိုးလဲထိုးမှာပေါ့ချောမွေ့လာဖို့ဟုတ်လားမဟုတ်ဘူးလားအဲ့ဒီလိုမျိုးလုပ်ပြီးတဲ့ခါမှာတော့ဒီလိုမျိုးလှပတယ်နော်ခဲတယ်လေးတစ်ချောင်းကဖြစ်သွားတယ်နော်ဒီကနေ့အဲ့ဒီလိုမျိုးနော်မကောင်းတဲ့အရာတွေအကိုင်းလက်တွေနော်ဟာဖုတ်နေတာတွေအားလုံးကိုခုတ်ချစ်ရှင်းလင်းရေပေါ်တွေထိုးပြီးတော့မှချောမွေ့လှပတဲ့ခဲတယ်လေးတစ်ချောင်းဖြစ်လာသလိုပဲဒီနေ့ဒီမှာရှက်သားတို့သမီးတို့တယောက်ချင်းစီရဲ့ဖခင်သားသမီးအသက်တာမှာလေတဲ့နော်ဘုံတော်ထင်ရှားတဲ့အသက်တာဖြစ်ဖို့ရန်အတွက်ကတော့ကိုဖြစ်ချင်တဲ့အရာတွေကိုလှုပ်ချင်တဲ့အရာတွေကိုရဲ့ဆန္ဒတွေကိုဦးစားပေးရမလား
ဦးစားမပေးရဘူးเนาะဒီနေ့တို့တွေကဖခင်ရဲ့သားသမီးဖြစ်ပြီဆိုရင်တကယ်ကိုလှပတယ်เนาะဖခင်သားသမီးအသက်တာမှာတို့တွေရဲ့ဖြစ်ချင်တဲ့အရာတွေတို့တွေလှုပ်ချင်တဲ့အရာတွေတို့တွေရဲ့ဆန္ဒတွေကိုဦးစားမပေးဘဲနဲ့အဲ့ဒီအရာတွေကเนาะဟာကိုလှုပ်ချင်တာတွေလှုပ်ချင်လာပြီကိုရဲ့ဆန္ဒတွေကိုဦးစားပေးတော့မယ်ဆိုရင်တဲ့เนาะဒီနေ့ဖခင်သခင်ကဘာပြောလဲနှုတ်ကပတ်တော်နဲ့တို့တွေကကိုလှုပ်ချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုဖယ်ရှားရမှာဖြစ်တယ်နော်အဲ့လိုဖယ်ရှားမှသာလေသားတို့သမီးတွေကတကယ်ကိုလှပတယ်နော်ဖယားသားသမီးအသက်တာနဲ့အသက်ရှင်နေထိုင်နိုင်မှာကဲဟုတ်ပါပြီနော်အခုဆိုရင်ခဲတံလေးကခုတ်ထွင်းနော်ဖြတ်တောက်ရေပေါ်ထိုးတတိတခြားပြင်ဆင်ပြီးတဲ့အခါမှာကိုယ်တယ်လေးရသွားပြီနော်အဲ့တော့ကိုယ်တယ်ရသွားတဲ့အခါမှာခဲတံကိုရေးဖို့အတွက်သားတို့သမီးခဲတံချိုရင်လေအထက်ထဲမှာဘာလေးပါလဲခဲတံရဲ့အစံလေးနော်အဲ့လိုမျိုးပုံသွင်းပြီးတဲ့အခါမှာတခါတည်းခဲမုံဓာတုပစ္စည်းထည့်ပြီးတဲ့အခါမှာနော်သားတို့တပူကအသုံးပြုလို့ရသွားပြီဟုတ်ပြီနော်ဒီကနေ့တို့တွေတရားဟုတ်ချင်းစီရဲ့ဖျားသားမိအသက်တာမှာကတော့ခဲမုံနဲ့တူတဲ့နှုတ်ကပတ်တော်ရှိမှသာလေတနည်းအားဖြင့်ဖယားသခင်ရဲ့စကားရှိမှသာလေနော်ဖယားသခင်ကတို့တွေကိုဘာဖြစ်စေခြင်းလဲဘာတွေလုပ်စေခြင်းလဲဖယားသားမိတယောက်အနေနဲ့ဘယ်လိုမျိုးအသက်တာမှာရှောက်လန်းရမလဲဆိုတာကိုသိမှသာလေတို့တွေကဘာဖြစ်လဲလှုပ်ဆောင်ပြီးတော့မှဖယားဘုံထင်ရှားပြီးတော့မှဖယားသခင်အသုံးခံလို့ရမှာဟုတ်လားဟုတ်တယ်ခဲတံကြီးကသူ့လိုရေးလို့မရအောင်နော်ထဲမှာရေးဖို့အတွက်ခဲမုံလေးထည့်ပေးရတယ်လို့ပဲတကယ်ကိုလှပတဲ့ဘုံတော်ရှင်ထင်ရှားတဲ့သားသမီးနော်ဖယားသားသမီးတယောက်ရဲ့အသက်တာမှာလေနှုတ်ကပတ်တော်ရှိမှဖြစ်မယ်နော်တကယ်ကိုနှုတ်ကပတ်တော်အရေးကြီးတယ်တနည်းအားဖြင့်ဖယားရဲ့စကားကိုသားတို့သမီးကသိမှသာလေဘာဖြစ်လဲတကယ်ကိုလှပတဲ့နော်ဖယားသားသမီးအသက်တာနဲ့အသက်ရှင်ရှောက်လန်းနိုင်မှာကဲသားတို့သမီးဒီကနေ့ခဲတံကိုပြုတ်လို့ရခြင်းဟာအဓိကခဲတံကိုဘာလုပ်ဖို့လဲဟဲ့ဟုတ်တယ်စာရေးဖို့နော်စာရေးဖို့စာလေးနော်လရေးလှလှလေးရေးသားဖို့ဒီနေ့သားတို့သမီးတို့မင်းတို့တရားချင်းစီကိုလေတဲ့ဖယားသခင်ကလေအပြစ်ထဲကနေပြန်ပြီးမှရွေးနှုတ်ကယ်တင်ပေးခဲ့တာကလေတနေ့မှာကောင်းကင်နိုင်ငံကိုရောက်ဖို့သူနဲ့အတူတူနေဖို့အဲ့ဒီရည်ရွယ်ချက်တစ်ခုတည်းမဟုတ်ဘူးဟုတ်ပြီနော်ဒီနေ့အပြစ်ထဲကနေပြန်ပြီးမှသားတို့သမီးတို့ရွေးနှုတ်ဝယ်ယူခဲ့ရတာဟာဖယားသခင်အတွက်နော်သားတို့သမီးတို့တရားချင်းစီကဖယားသခင်ပေးထားတဲ့စုဂျေဇူးတွေနော်ကိုတက်စွမ်းတဲ့ဘက်ကနေဖယားရဲ့နိုင်ငံတော်အတွက်ပါဝင်နိုင်ဖို့တနည်းအားဖြင့်ဘုံတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်တဲ့သူတွေလည်းဖြစ်စေချင်တာတို့တွေငရဲကလွတ်ယုံတာမကဘူးတို့တွေလောကမှာအသက်ရှင်နေထိုင်တဲ့ခါမှာလည်းကြည့်လိုက်တာနဲ့ဟာဖယားရဲ့သားသမီးတွေကြည့်ပါဦးနော်နေထိုင်ပြုမှုပြောဆိုတာမှအစယဉ်ကျေးလိုက်တာဟာစောတီတော်မှာနွေရာသီတန်းတက်သွားတဲ့သားရည်တွေကြည့်ပါဦးအိုးသွားလာတာလဲရင်ကြီးလိုက်တာတိမ်မွေးလိုက်တာစကားပြောတာလဲနူးနူးညံ့ညံ့နဲ့ဆရာသမားတွေမိဘတွေရှိမှလဲအိုးရိုးရိုးတည်တည်နဲ့သွားကြတယ်ဟဲ့သူတို့ကတခင်ရှုယုံကြည်လက်ခံပြီးသွားပြီလေဖယားရဲ့သားသမီးတွေဆိုပြီးတော့မှဒီကနေ့ကိုယ့်ရဲ့နေထိုင်မှုအသက်တာအဖြစ်ဘသူရဲ့ဘုံကိုထင်ရှားစေခြင်းလဲဟုတ်တယ်ဖယားရဲ့ဘုံကိုထင်ရှားစေခြင်းတယ်တားတို့သမီးတွေကတော့တင်တဲ့နေလာတက်တယ်တခင်ရှုယုံကြည်လက်ခံပြီးသွားပြီဖယားသားသမီးဖြစ်ပြီးဆိုပြီးတော့မှအိမ်မှာမိဘကိုပြန်ခွန်ပြောနေတော့မယ်ဟုတ်ပြီနော်ဟာတငယ်ချင်းကနည်းနည်းလေးစနဲ့တခါတည်းတငယ်ချင်းကိုဒေါသတွေထွက်နေတော့မယ်မောင်နှမအချင်းချင်းလည်းရန်နေဖြစ်နေတော့မယ်ဆိုရင်ဖယားရဲ့ဘုံထင်ရှားမလားမထင်ရှားဘူးเนาะဒီနေ့ဖယားသခင်ရဲ့အလိုတော်ရည်ရွယ်ချက်ကတော့တားတို့တရားချင်းစီကတကယ်ကိုလှပတဲ့เนาะဖယားသားသမီးအသက်တာနဲ့ဘုံတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်ဇီဖို့ရန်အတွက်ဖယားသခင်အလိုရှိတယ်တားတို့သမီးကဲဒါဆိုရင်ဟုတ်ပါပြီခဲတံလေးကရေးဖို့ဆိုတာဖြစ်တယ်ဒါဆိုရင်ဒီခဲတံတစ်ချောင်းကသူ့ဘာသာသူလှပတဲ့စာလုံးလေးတွေကိုရေးတတ်လားရေးနိုင်လားမရေးနိုင်ဘူးဘာလုပ်ပေးရလဲလှပတဲ့စာလုံးလေးဖြစ်ဖို့လက်ကကင်ပေးရတယ်เนาะဒီလက်ကလေးကနေကင်ပြီးမှเนาะစာရွက်လေးပေါ်မှာเนาะစာလုံးလှလှလေးဒါရေးနိုင်မှာခဲတံကသူ့အလိုလိုဘာဖြစ်လဲရေးလို့ရလားမရဘူးတဲ့เนาะဒီနေ့ဒီမှာရှိတဲ့သားတို့ဒီလိုဆရာမတို့တယောက်ချင်းစီကဲကြည့်ပါဦးတို့တွေအသားအရောင်လေးတူလားမတူဘူးเนาะအရက်တွေကလည်းအနေအမြင့်မတူဘူးเนาะဟာတို့တွေပတ်ဝန်းကျင်မှာကြည့်ရခါမှာလည်းလူမျိုးကွဲပြားတာတွေရှိလားမရှိဘူးလားရှိတယ်ဘလောက်ပဲအသားအရောင်တွေเนาะလူမျိုးတွေကွဲပြားတာတွေရှိပါစေတဲ့เนาะအဲ့ဒီလူတွေအသက်တာမှာတခင်ယေရှုကိုယုံကြည်လက်ခံပြီးသွားပြီဆိုရင်တို့တွေကဖယားသားသမီးဖြစ်တာချင်းအတူတူပဲเนาะဟာသူကတော့ဟိုလူမျိုးလို့မဟုတ်ဘူးเนาะဟာသူကတော့အသားကအဖြူလို့မဟုတ်ဘူးเนาะဒီနေ့ဘလောက်ပဲကွဲပြားတဲ့အရောင်သွေးတွေเนาะလူမျိုးတွေကွဲပြားမှုရှိနေပါစေတခင်ယေရှုယုံကြည်လက်ခံလိုက်ပြီဆိုရင်ဖယားသားသမီးဖြစ်တာချင်းဟာ
အတူတူပဲဒါကြောင့်မလို့ဖယားသခင်ကလေသူ့ရဲ့သားသမီးဖြစ်ပြီဆိုရင်တဲ့သားတို့သမီးတို့ဆရာမတို့တယောက်ချင်းစီကိုဖယားသခင်ကအံ့ဩပွဲအသုံးပြုခြင်းနေတဲ့နော်အဲ့တော့ဖယားသခင်ကတော့အပေါ်ယံကိုကြည့်ရမို့နှလုံးသားကိုကြည့်တဲ့ဖယားဖြစ်လို့လေဖယားသခင်အသုံးပြုတဲ့အခါမှာတော့တယောက်နဲ့တယောက်တူနိုင်မလားမတူနိုင်ဘူးနော်တူခြင်းမှတူမယ်ဒါပေမဲ့ဘလောက်ပဲဖယားသခင်ကအသုံးတော်ခံတဲ့အခါမှာတယောက်နဲ့တယောက်မတူဘူးနော်မတူနိုင်ဘူးဆိုပေမဲ့ဒီနေ့တို့တွေတယောက်ချင်းစီကဖယားသားဖြစ်ပြီဆိုရင်ဖယားသခင်အသုံးတော်ခံဖို့အတွက်အစဉ်သင်းဖြစ်ဖို့လိုလားမလိုဘူးလားအစဉ်သင်းဖြစ်နေဖို့လိုလားမလိုဘူးလားလိုတာပေါ့သားတို့သမီးရဲ့နော်ကဲဒါဆိုလို့ရှိရင်သားတို့သမီးတို့တစ်ခုလေးမေးချင်တာကလေခဲတံကြီးကတုံးနေရဆိုရင်ရေးလို့ရလားရကောင်းရမယ်ဒါပေမဲ့လှပတဲ့စလုံးတွေထွက်လာမလားချင်းချင်းရှားရှားရောရှိမလားမရှိဘူးနော်တချို့လဲအိမ်မှာအများကြီးရှိမယ်နော်အဲ့လိုမျိုးတွေရေးလို့ဟာခဲတံကတုံးနေရနော်တုံးတော့မယ်ဆိုရင်ကျိုးနေရလဲရှိရင်ရှိတတ်တယ်နော်ကဲဒါဆိုလို့ရှိရင်အဲ့လိုမျိုးလှပတဲ့စလုံးလေးတွေရေးလို့ရအောင်အတွက်ဒီခဲတံလေးတွေကအမြဲတမ်းမလုပ်ထားဖို့လို့လဲဟုတ်တာပေါ့နော်အမြဲတမ်းခြုံထားရမှာနော်ဒီလိုမျိုးခဲတံလေးတွေမတုံးအောင်နော်ဒီလိုမျိုးတွေနော်လှလှပပစလုံးလေးရေးနေအောင်ခြုံထားဖို့လိုလားမလိုလားခြုံဆက်လေးနဲ့တို့တွေနော်ခြုံထားဖို့လူတွေတဲ့နော်ဒီကနေ့တားတော်သူတို့ဆရာမတို့တယောက်ချင်းစီရဲ့အသက်တာမှာလေတဲ့ဖယားသခင်ကအသုံးတော်ခံတဲ့အခါမှာနော်ဖယားတို့အသုံးတော်ခံတဲ့အခါမှာတကယ်ကိုတန်ဖိုးရှိတဲ့နော်လှပတဲ့အသုံးဝင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်တို့တွေကပြင်ဆင်ထားရမယ့်အရာတွေရှိတယ်တဲ့နော်ပြင်ဆင်ထားဖို့လိုလားမလိုလားလိုတာပေါ့ဒါဆိုရင်တို့တွေဘာလုပ်ရမလဲဖယားသားသမီးဖြစ်ပြီဆိုတော့ဖယားရဲ့စကားကိုသိဖို့အတွက်တို့တွေဘာလုပ်ရမလဲဘာလို့ရမလဲကျမ်းစာဖတ်ရမှာပေါ့နော်ဒီနေ့လေသားတို့သမီးကသခင်ယေရှုယုံကြည်လက်ခံပြီးသွားပြီဖယားသားမီးဖြစ်ပြီဆိုတဲ့အသက်တာမှာဒီနေ့ကိုယ့်ဖာသာကိုလှုပ်ဆောင်နိုင်တဲ့အရာဟာငါလုံနိုင်တယ်ငါတက်တယ်နော်ဒါလေးကလွယ်လွယ်လေးဆိုငါဆိုတဲ့အရာတဲ့ဒီနေ့တို့တွေမလုံနိုင်တဲ့အရာရှိလားမရှိဘူးလားရှိတာပေါ့ဒီနေ့ကျမ်းစာထဲမှာလည်းပြောထားတယ်နော်ဆရာမအဲ့ဒါလေးကိုဖတ်ပြချင်တာယောဟန်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15အငယ်9မှာလေခါခွေးပိုင်းလေးမှာနော်သခင်ယေရှုကဘာပြောလဲဆိုရင်ငါနှစ်กว่าလင်သင်တို့သည်အဘယ်အမှုကိုများမတတ်နိုင်ကြတဲ့နော်ဒီနေ့တို့တွေရဲ့ခရစ်ယာန်အသက်တာရှောင်လန်းခြင်းမှာသခင်ယေရှုသာတို့တွေနဲ့အတူမရှိဘူးဆိုရင်တို့တွေကလုံဆောင်နိုင်တဲ့အရာတွေရှိလားမရှိဘူးเนาะခရစ်တော်မရှိဘူးဆိုရင်မင်းတို့ဘာမှမလုံနိုင်ဘူးတဲ့เนาะခဲတံလေးကသူ့လိုလျောက်လှပတဲ့စလုံးလေးတွေကိုရေးလို့မရနိုင်တယ်လို့ပဲတို့တွေကဖျားတိုင်းဖြစ်ပြီးဆိုရင်တကယ်ပဲတို့တွေရဲ့အသက်တာမှာခရစ်တော်နဲ့အတူသွားလာဖို့လိုလားမလိုလားငါနှစ်กว่าလင်သင်တို့ဒီအဘယ်အမှုကိုများမပြုတ်နိုင်ကြဆိုငါနှစ်กว่าတယ်ဆိုတာသခင်ယေရှုသာမင်းတို့ရဲ့အသက်တာထဲမှာမရှိဘူးဆိုရင်တို့တွေတက်နိုင်တဲ့အရာရှိလားဘာမှမတတ်နိုင်ဘူးတဲ့เนาะဒါကြောင့်မလို့ဒီနေ့တို့တွေကဖခင်ရဲ့သားသမီးဖြစ်ပြီဆိုရင်ဖခင်သခင်အတွက်เนาะအသုံးတော်ခံဖို့အတွက်တို့တွေအစဉ်သင်းရှိဖို့ဖခင်သခင်ကတို့တွေကိုဘာပြောလဲသိဖို့အတွက်နံပါတ်1ဘာလုပ်ရမလဲနေ့စဉ်သက်တာမှာဘာလုပ်ရမလဲကျမ်းစာဖတ်ရမယ်ဒီနေ့ကျမ်းစာကဘသူရဲ့စကားလဲဖခင်သခင်ရဲ့နှုတ်တော်အတွက်စကားတွေเนาะဒီနေ့သားတို့သမီးတွေကကျမ်းစာကိုဖတ်မှသာလင်ဟာဖခင်သခင်ကတော့ဒီနေ့เนาะငါ့ကိုဘာပြောလဲเนาะဘာတွေလုပ်ရမလဲဆိုတာကိုသိမှာเนาะဒါကြောင့်မလို့တို့တွေကနေ့စဉ်အသက်တာမှာစဒီနေ့တစ်ကိုအစားပြုတာနဲ့တို့တွေဘာလုပ်ရမလဲကျမ်းစာဖတ်ရမယ်เนาะကျမ်းစာကိုဖတ်ရုံသာမကဘူးတဲ့เนาะဒီနေ့တို့တွေအိမ်မှာနေတဲ့ခါမှာလေသားတို့သမီးကမမပပနဲ့စကားပြောလားမပြောဘူးလားပြောတယ်ဒီနေ့လေတဲ့သားတို့သမီးကเนาะဖခင်သားလေးဖြစ်ပြီးဆိုရင်ဒီနေ့တို့တွေရဲ့ကောင်းငင်ဘုံရှင်ဖနဲ့စကားပြောရမယ်ဖခင်နဲ့စကားပြောတာကိုဘာလုပ်တယ်လို့ခေါ်လဲသားတို့သမီးဟုတ်တယ်ဆုတောင်းတယ်လို့ခေါ်တယ်เนาะဒီနေ့ရတို့တွေဖခင်ကိုဆုတောင်းရမယ်သားတို့လိုအပ်တဲ့အရာเนาะပြီးတဲ့ခါမှာသားတို့ကြုံတွေ့နေရတဲ့ပြဿနာအခက်ခဲတွေသားတို့ရင်ဆိုင်နေရတဲ့အရာတွေเนาะကျမ်းမာခြင်းလိုအပ်နေလားဒါတွေအားလုံးကိုဖခင်သခင်စီမှာတို့တွေတောင်းလို့ရလားမရဘူးလားအေးရတယ်เนาะဆုတောင်းတဲ့ခါမှာလည်းအရင်ဦးဆုံးဘယ်လိုအစချင်မလဲဆိုရင်အဖဖခင်သခင်เนาะနံပါတ်1အစချင်မယ်ဒါမှမဟုတ်လေကောင်းကင်ဘုံရှင်အဖเนาะအဲ့လိုမျိုးအစပြုပြီးတော့မှဒုတိယအလယ်မှာကိုပြောချင်တဲ့စကားလေးเนาะဥမာစာမိုးဝဲအောင်ချင်တယ်သားစာမိုးဝဲအောင်ချင်တယ်เนาะသားရဲ့ဖိဖိနေမကောင်းဘူးနေကောင်းဖို့မဆပါเนาะကိုဆုတောင်းချင်တဲ့အရာလေးကိုပြောမယ်ပြီးတဲ့ခါမှာဘသူရဲ့နာမနဲ့အဆုံးသတ်မလဲသခင်ယေရှုနာမနဲ့အဆုံးသတ်ရမယ်เนาะဒီနေ့ဖခင်သခင်ကလည်းပြောထားတယ်သခင်ယေရှုနာမနဲ့ဆုတောင်းသမျှကိုသင်တို့သည်သခင်ယေရှုရဲ့နာမနဲ့ဆုတောင်းရင်ဘုရားသခင်ကပေးမယ်လို့ပြောလားမပြောဘူးလားကျမ်းစာထဲမှာပ
ပြောတယ်ဒါကြောင့်မို့တို့တွေကဆုတောင်းတဲ့အခါမှာသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်ဆိုပြီးဆုတောင်းရမယ်နော်အာမင်ဆိုတာကတော့သဘောတူပါတယ်ပြည့်စုံပါစေနော်ဒါကြောင့်ဖခင်သားဖြစ်ဆိုရင်နေ့စဉ်အသက်တာမှာနံပါတ်1ကျမ်းစာဖတ်ရမယ်ပြီးတဲ့အခါမှာဆုတောင်းရမယ်ပြီးတဲ့ခါမှာတဲ့တားရသမီးနော်ယုံကြည်သူဖခင်သားသမီးချင်းချင်းတို့တွေကမိတ္တာရဖွဲ့ရမယ်နော်ကဲဖခင်သားဖြစ်ပြီးဆိုတော့ကိုဟာကိုနေလို့ရလားမရဘူးဒီနေ့တားရသမီးတကယ်ကိုပဲနော်တခါတည်းမိတ္တာရဖွဲ့ရမယ်ပြီးတဲ့ခါမှာဖခင်သခင်ရဲ့အကြောင်းသခင်ယေရှုရဲ့အကြောင်းတွေပို့ပြီးသိဖို့အတွက်တို့တွေကဖခင်အကြောင်းမှန်မှန်သိရမယ် Sunday School လည်းမှန်မှန်သိရမယ်နော်ယုံကြည်သူဖခင်သားသမီးချင်းချင်းတယောက်ချင်းစီအသက်တာမှာဖခင်သခင်လုပ်ပေးတဲ့အံ့ဩဖွယ်ရာအမှုတွေကိုလည်းတို့တွေကတယောက်နဲ့တယောက်ပြန်ပြီးတော့မှဝေငါတက်တေခံမှုလိုလားလိုတာပေါ့เนาะဒီနေ့တို့ရဲ့အသက်တာဖျားသခင်လှုပ်ပေးတဲ့အရာအားဖြင့်တခြားသူတွေကလည်းတိဆောက်စရာဖြစ်စေတဲ့အသက်တာဖြစ်ဖို့ဖျားသခင်အလိုရှိတယ်ဒါဆိုရင်တို့တွေရရှိထားတဲ့ဝမ်းမြောက်ဖွယ်သတင်းစကားကိုရောမသိသေးတဲ့သူတွေကိုပြောပြဖို့လိုလားမလိုဘူးလားပြောပြဖို့လိုတယ်เนาะဒါကြောင့်မို့တို့တွေကသခင်ယေရှုရဲ့အကြောင်းမသိသေးတဲ့သူတွေလည်းသခင်ယေရှုအကြောင်းကိုပြောပြဖို့ရန်အတွက်အရေးကြီးတယ်เนาะဒီလိုမျိုးဒီလန့်နေအပြင်တို့တွေကပြင်ဆင်ထားဖို့အစဉ်သင့်ပဲဒီနေ့ဖခင်သားကြီးဖြစ်ပြီးဆိုရင်တို့တွေရဲ့အသက်တာမှာကိုးစားခြင်းအရာမှာဘု து ကိုပဲကိုးစားရမှာလေဖခင်သခင်ကိုပဲကိုးစားရမှာတနည်းအားဖြင့်ဖခင်ကိုပဲအားကိုးရမှာအဲ့လိုမျိုးဖခင်ကိုအားကိုးရမယ်ဖခင်ကိုကိုးစားတဲ့အသက်တာနဲ့သွားရမယ်ဆိုတာကိုသိပါရဲ့နဲ့အခက်အခဲပြဿနာကြီးကြုံတွေ့လာတဲ့အခါမှာလူကိုပဲအားကိုးမယ်ဆိုရင်တားရသမီးအစဉ်ပြေနိုင်မှာမလားမပြေနိုင်ဘူးเนาะခုနကတားရသူချီးမွမ်းသွားတယ်เนาะလူကိုကိုးစားခြင်းဟာကျင့်ခြင်းပဲတဲ့ဒီနေ့ဖခင်သားဖြစ်ပြီးဆိုရင်ဖခင်ရဲ့အလိုတော်ကတော့ဖခင်တကယ်သူ့ကိုလုံးဝဖခင်တကယ်တတ်နိုင်တယ်ဆိုတဲ့အပေါ်မှာပဲအားကိုးဖို့เนาะဖခင်ကိုပဲကိုးစားဖို့ရန်အတွက်ဖခင်တကယ်အလိုရှိတယ်အဲ့လိုမျိုးဖခင်ကိုကိုးစားပြီးမှဖခင်ကိုအားကိုးတဲ့အသက်တာနဲ့ရှောက်လန်းမယ်နေ့စဉ်အသက်တာမှာเนาะကျမ်းစာဖတ်ခြင်းဆုတောင်းခြင်းနဲ့เนาะတယောက်နဲ့တယောက်ယုံကြည်သူချင်းချင်းမိတ္တာရဖွဲ့ခြင်းတွေနဲ့ဒီနေ့တို့တွေရရှိထားတဲ့ကယ်တင်ခြင်းသတင်းစကားတွေကိုဒီနေ့ကြားပြောဖို့ရန်အတွက်ဒီလိုမျိုးလှုပ်ဆောင်ခြင်းအပြင်ဖခင်တခင်ကတို့တွေကိုအသုံးပြုတ်လို့တဲ့အခါမှာတို့တွေကအစင်သင့်ဖြစ်လားမဖြစ်ဘူးလားအစင်သင့်ဖြစ်သွားပြီပေါ့เนาะဟာငါကငငယ်လေးခလေးလေးဟာသူတို့ကတော့ကြီးနေပြီဒီလိုမဟုတ်ဘဲနဲ့เนาะဖခင်သားသမီးဖြစ်သွားပြီဆိုလို့ရှိရင်ခလေးပဲဖြစ်ပါစေလူကြီးပဲဖြစ်ပါစေဖခင်သခင်အတွက်အသုံးခံဖို့ရန်အတွက်အစဉ်သင့်ဖြစ်ဖို့ဖခင်သခင်အလိုရှိတယ်เนาะဒီနေ့ခလေးကိုလည်းခလေးနေရာမှာဖခင်သခင်ကအသုံးပြုခြင်းနေတာတို့သမီးတို့ကိုလည်းဘာဖြစ်လဲတာဝန်နေပေးခြင်းနေเนาะကဲဒီနေ့တာတို့သမီးတို့ငါတို့ကငယ်သေးတယ်တရားတွေမဟောနိုင်ဘူးဆိုပေမဲ့ဒီနေ့တာတို့သမီးတို့ပြောဆိုတဲ့စကားတစ်လုံးချင်းစီเนาะရှိတဲ့နေရာမှာဖခင်ဘုန်းထင်ရှားဖို့ဖခင်သခင်အလိုရှိတယ်ဒါဆိုလို့ရှိရင်ခလေးတွေကလည်းငါတို့ရာဖခင်ရဲ့သားသမီးဖြစ်တယ်ဆိုတော့တပားသူရှိမှာပုံသက်တွေပြဖို့လိုလားမလိုဘူးလားလူတွေเนาะမိဘတွေကိုယူယူတည်တည်နဲ့เนาะမိဘကိုယူတည်ရမယ်မိဘရဲ့စကားကိုနားထောင်ရမယ်အဲ့လိုလုပ်တာကတော့เนาะအပြစ်ငရဲကနေလွတ်မြောက်တာမဟုတ်ဘူးเนาะဒီနေ့သခင်ယေရှုကိုဒီလက်ခံပြီးသွားပြီတို့တွေကအပြစ်ငရဲကနေလွတ်မြောက်ပြီးခရစ်ယာန်အသက်တာရှောက်လန်းခြင်းမှာဒီနေ့တို့တွေရဲ့လုံဆောင်မှုတစ်ခုချင်းစီဟာဖခင်သခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖခင်သခင်အလိုတော်ရှိတယ်တားရသမီးเนาะဒါကြောင့်မို့ကိုယ့်ရဲ့ပြုမှုပြောဆိုလှုပ်ဆောင်တဲ့အရာတစ်ခုချင်းစီဟာကိုယ့်ရဲ့စန္ဒကိုယ့်ရဲ့အလိုတိုင်းအသက်ရှင်ရမလားအသက်ရှင်ရမလားမရှင်ရဘူးเนาะငါကငါရဲ့အမကိုပြန်ပြီးတော့မှဆဲလိုက်မယ်ဆိုရင်ဖခင်တခင်ကြိုက်လားမကြိုက်ဘူးအိုးဖခင်တခင်မကြိုက်ဘူးเนาะမကြိုက်ဘူးဒါဆိုရင်တော့เนาะမမငါ့ကိုစိတ်ဆိုးနေတယ်ဆိုရင်မမတို့တော့သွားတောင်းပန်ရမယ် sorry လုပ်ရမယ်ဆိုမှဖခင်တခင်နှစ်သက်တဲ့အသက်တာနဲ့เนาะဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်ရှောက်လန်းမှုရန်အတွက်ဖခင်တခင်အလိုရှိပါတယ်လို့เนาะဒါဆိုရင်သားတို့သမီးကဖခင်သားနဲ့ဖြစ်ပြီးဆိုရင်ဖခင်တခင်သားကเนาะဖခင်တခင်အသုံးလိုတဲ့ခါမှာအသုံးခံမှုအတွက်အစင်သင့်ပါပဲသမီးကလည်းဖခင်တခင်အသုံးလိုအသုံးခံမဲ့ခါမှာအစင်သင့်ပါပဲဆိုတော့မှအစင်သင့်ရှိဖို့လိုလားလိုတယ်ဒါဆိုရင်ခရစ်ယာန်အသက်တာရှောင်လန်းခြင်းမှာနေ့စဉ်เนาะလှုပ်ဆောင်ရမယ့်အရာလေးတွေဒီနေ့ဖခင်သခင်တို့တွေကိုဘာပြောလဲဆိုတာသိဖို့သားတို့ဘာလုပ်ရမလဲကျမ်းစာဖတ်ရမယ်เนาะပြီးတဲ့ခါမှာတို့တွေလိုအပ်တဲ့ຢာအတွက်ဖခင်သခင်ဒီမှာဆုတောင်းလို့ရတယ်တို့တွေရဲ့เนาะဒီကြုံတွေ့နေရတဲ့เนาะအခြေအနေအရရအတွက်ဖခင်သခင်ဒီမှာဆုတောင်းလို့ရလားရတာပေါ့เนาะဘသူရဲ့နာမ၌တောင်းမလဲသခင်ယေရှုနာမ၌တောင်းမယ်ပြီးတဲ့ခါမှာယုံကြည်သူဖခင်သားသမီးချင်းချင်းလည်းမိတ္တာရဖွဲ့ရမယ်ဖခင်သခင်အကြောင်းသခင်ယေရှုအကြောင်းကိုသိဖို့အတွက်တို့တွေဘာလုပ်မလဲဖခင်အကြောင်းကိုမှန်မှန်တက်မယ် Sunday School လည်းမှန်မှန်တက်ရမယ်ကိုရရှိထားတဲ့သခင်ယေရှုရဲ့ကယ်တင်ခြင်းသတင်းစကားကိုမသိသေးတဲ့သူတွေကိုပြန်ပြီးတော့မှပ
ပြောပြရမယ်ဒါဆိုရင်တော့သားတို့သမီးတွေကတကယ်ကိုပဲဖခင်ရဲ့အသုံးပြုခြင်းခံရတယ်နော်ဖခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့သားသမီးဖြစ်မှာဆိုတာကိုဒီနေ့ဆရာမကနှုတ်ကပတ်တော်နဲ့ခွန်အားပေးခြင်းနဲ့ပြီးတဲ့အခါမှာနော်တကယ်ကိုဖခင်ကိုပိုးစားပြီးတော့မှရှောက်လန်းတဲ့သူအတွက်တကယ်ပဲဖခင်သခင်ကကောင်းကြီးမင်္ဂလာကိုပေးမယ်လို့ရောဂတိပေးလားမပေးဘူးလားကဲဒါဆိုရင်ဒီနေ့ဆရာမတို့ရဲ့ဆောင်ပုဒ်ကျမ်းပိုက်လေးကိုအတူဖတ်ကြည့်အောင်ယေရမိနာ19အငယ်9ထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားရာအကြောင်းဖြစ်စေတော်သူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်၏ယေရမိခန်းကြီး19အငယ်ကဲဒါဆိုလို့ရှိရင်တကယ်ပဲဖျားသခင်သားကိုအသုံးပြုပါအစင်သိပါပဲသမီးကိုလည်းအသုံးပြုပါအစင်သိပါပဲဆိုတာဖျားသခင်ကိုဂတိပေးမလားဂတိပေးမလားဂတိပေးမယ်ဖျားသားသမီးတယောက်ချင်းစီကိုဖျားသခင်တာပြီးကောင်းချီးပေးပါစေကဲအခုချိန်မှာဆရာမတို့အလှူတော်ငွေကောက်ခံမယ်နော်အလှူတော်ငွေကောက်ခံမယ်သားတို့သမီးအလှငွေဆက်ကပ်မယ်စကားတွေမပြောတော့ဘူးနော်အေးချစ်စရာကောင်းတဲ့သားတွေသမီးနော်တို့တွေအလှတော်ငွေဆက်ကပ်ဖို့ဆုတောင်းမယ်မြေတားတော်ရှင်ဖဖျားခင်နည်းနည်းဝိပုကိုးခွေခြင်းအချိန်နာအတွက်ကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နည်းနည်းဝိပုကိုးခွေခြင်းကိုလာရောက်ကြတဲ့သားသမီးတယောက်ချင်းစီအသက်တာမှာလေသူတို့အချင်းချင်းမလာပါဘူးခံစားရတဲ့ကောင်းကြီးများထဲမှာကိုရောရဲ့နိုင်ငံတော်အတွက်ပါဝင်ပေးလူမှုရန်အတွက်အလှတော်ငွေတွေယူဆောင်လာကြပါတယ်ဒီနေ့အလှတော်ငွေကိုပါဝင်ပေးလူကြတဲ့သားသမီးတယောက်ချင်းစီအသက်တာမှာကျွယ်ဝသောကောင်းကြီးကိုဖြစ်စေပါဖာသားသမီးတယောက်ချင်းစီနဲ့ဆိုင်တဲ့မိသားစုများအတွက်လည်းကောင်းကြီးဖြစ်စေတော်မူပါဒီအလှတော်ငွေဘန္နာသာမကပဲသားသမီးရဲ့ခန္ဓာစိတ်ဝင်သုံးပါးစလုံးကိုကိုရောထံပြန်လဲပြီးတော့မှတင်လူပူဇော်နိုင်ရတဲ့အသက်တာများဖြစ်စေနိုင်ရပါမည်ကြောင့်သခင်ယေရှုနာမ၌ချီးမွမ်းစက္ကန့်အနံဆုတောင်းပါ၏အဖမြတ်စွာသောဘုရားသခင်အာမင်要是他的一切。
ကဲဒါဆိုရင်ဆရာမတို့ချိန်နာရီအတွက်ပြန်ပြီးဆက်ကပ်မယ်နော်အဖဖေဒီနေ့မနေ့မှာကိုရောပြောတဲ့နှုတ်ကပတ်တော်တရားစကားအတွက်ကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့သားသမီးတယောက်ချင်းစီအသက်တာမှာခရစ်တော်နဲ့ကြွားရင်ဘာမှသားသမီးတို့မတက်နိုင်ပါဘူးကိုရောဒီနေ့ဖခင်သားသမီးဖြစ်ပြီးဆိုတဲ့အသက်တာမှာဖခင်ဘုံထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်ရှောက်လန်းနိုင်ဖို့ရယ်သားငယ်သမီးငယ်တယောက်ချင်းစီကိုရောခွန်အားပေးတော်မူပါတခါတည်းမှာကိုယ့်ရဲ့စံဓာတ်တွေကိုလှုပ်ချင်တဲ့အရာတွေကိုရှေ့တန်းတင်ကျင်လာတဲ့အခါမှာလေဖခင်သခင်မကြိုက်ဘူးဖခင်သခင်မနှစ်သက်ဘူးဒီနေ့ဖခင်သားဖြစ်ပြီးဆိုရင်နံပါတ်1နေရာမှာဖခင်ကိုပဲထားရမယ်ဖခင်သားမျိုးဖြစ်ပြီးတော့မှဖခင်ကိုပဲအားကိုးရမယ်ဆိုတာကိုသိပြီးတော့မှဒီနေ့သားငယ်သမီးရဲ့တယောက်ချင်းစီရဲ့အသက်တာမှာဖခင်ကိုတိုး၍အားကိုးတတ်တဲ့အသက်တာများဖြစ်စေဖို့ဖခင်သခင်နဲ့တိုး၍သားပြီးညီကပ်စွာသွားလာတတ်တဲ့အသက်တာများဖြစ်စေဖို့ရန်အတွက်ကိုရောရှင်ဖခင်မဆာတနာတော်မူပါဒီကနေ့ငယ်ရွယ်တဲ့ကလေးတွေဖြစ်ပြီးမဲ့လေနှုတ်ကပတ်တမန်တရားလက်ကနေလွဲစီဖို့ရန်အတွက်သွေးဆောင်မဲ့အရာများကိုလည်းတွန်းလှန်နိုင်မှုရန်အတွက်ကိုရောတယောက်ချင်းစီကိုခွန်အားပေးတော်မူပါလောကထဲမှာရှောက်လန်းတဲ့အခါမှာကိုရောတားငယ်သမီးငယ်တယောက်ချင်းစီကလည်းသူတို့အသက်အရွယ်နဲ့လိုက်သွေးဆောင်ခြင်းတွေစုံစမ်းခြင်းတွေရှိပါတယ်ဒီအရာများကိုလည်းတွန်းလှန်နိုင်ဖို့ရန်အတွက်ကိုရောတူးချင်းစီကိုခွန်အားပေးတော်မူပါကိုရောရဲ့နှုတ်ကပတ်တမန်တရားမှာတိုး၍မွေ့လျော်နိုင်ဖို့ရန်အတွက်ကိုရောဖျားအနိုင်ထက်သွေးဆောင်တော်မူပါတားငယ်သမီးငယ်တယောက်ချင်းစီရဲ့ခရစ်ယာန်အသက်တာရှောင်လန်းခြင်းမှာလေကိုရောညစ်တိုး၍ညီကပ်စွာသွားလာနိုင်ရတဲ့အသက်တာများဖြစ်စေနိုင်ရပါမည်အကြောင်းနဲ့ဒီနေ့ခေါင်းငုံစတောင်းလဲရှိတဲ့သားသမီးတယောက်ချင်းစီရဲ့အသက်တာမှာဖះကိုချစ်ပြီးတော့မှဖះကိုအားကိုးပြီးတော့မှဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့ရှောင်လန်းခြင်းအပြင်မိမိရဲ့အသင်းတော်အတွက်မိမိရဲ့လူမျိုးအတွက်မိမိရဲ့မိသားစုအတွက်ပြန်လည်ပြီးတော့မှအားကိုးအားထားပြုရတဲ့သားကောင်းသမီးရတနာများဖြစ်စေဖို့ရန်အတွက်လေကိုရောရှင်ဖះတူးချင်းစီကိုအံ့ဩဖွယ်ရမဆာအသုံးပြုတော်မူပါယေရှုတင်တဲ့ဖနှုတ်ကပတ်တရားကိုသိုံသာမကဘဲနဲ့နာခံလိုက်လျှောက်တတ်တဲ့သားငယ်သမီးငယ်များဖြစ်စေဖို့ရန်အတွက်ကိုရောတရားချင်းစီကိုမဆတနာတော်မူပါမည်အကြောင်းအလုံးစုံအတွက်လက်တော်ထဲမှာချီးမွမ်းအနံ့ဆုတောင်းတဲ့အခါမှာခေါင်းငုံစတောင်းလဲရှိတဲ့သားသမီးတယောက်ချင်းစီရဲ့မစုံလင်အားနည်းခြင်းအပြစ်များကိုဝင်ချတောင်းပန်၍ကယ်တင်ပိုင်ရှင်သခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်၌ယိုသေးစွာဖြင့်အနံ့ဆုတောင်းပါ၏အဖမြတ်စွာသောဘုရားသခင်အာမင်ကျေးဇူးတင်ပါတယ်ကဲကြံတဲ့เนาะအချိန်တွေကိုဆရာမတွေကဆက်ပြီးဥဆောင်သွားမယ်เนาะမနေ့ကလေသားတို့တို့ကြော်ညာပေးလိုက်တယ်နော်မနေ့ဝိပုကိုးကွယ်ခြင်းပြီးရင်ဘာအစီအစဉ်ရှိလဲဓာတ်ပုံရိုက်မယ်တဲ့နော်ဆရာမတွေညွှန်ကြားပေးလိမ့်မယ်ခဏလေးစောင့်ပြီးနော်ဒါတို့သမီးတို့ဆရာမတို့တွေဓာတ်ပုံရိုက်မယ်နော်ပြောပြမယ်အတင်းလိုက်လဲရိုက်မယ်နော်အတင်းလိုက်ရိုက်မယ်အတန်းလိုက်စာတင်တဲ့အဖွဲတွေလည်းရိုက်မယ်နော်အခုဟိုမမပြောလိုက်မယ်ဆရာမများလာပါတဲ့ဆရာမတွေကိုအရင်တပုံလောက်ရိုက်ကြည့်မယ်လေနော်ဓာတ်ပုံပြရမယ်တင်နေ
စိန်သေးဒီနေ့နိုင်အောင်လုပ်မယ်နော်ဒီနေ့မနိုင်ရင်စိန်သေးနေကျွန်းထိုးอ่ะအစိန်တူလက်ပြန်ပထမရအောင်လို့ဒီနေ့အစိန်မနိုင်ကျွန်းထိုးရမယ်စိန်သေးနိုင်ပါလေသားမီးတို့မနေ့တော့ကလေအစိမ်းသင်းက prophet ကြီးကမိုးဆိုးမရှိကနေပြီးတော့မုတ်တီကြီးတွေတောင်းတာအဲ့ဒါအေလိယတောင်းသူဖြစ်ရမှန်တယ်နော်ရှာမကဘာဖြစ်သွားလဲဆိုတော့တရုတ်ဆောင်တဲ့ရှာမကဘာဖြစ်သွားလဲဆိုတော့မိုးဆိုးမချင်းမှားသွားတာအေလိရှလည်းမိုးဆိုးမရှိရယ်အဲ့မိုးဆိုးမတရားသူစီကူညီတောင်းတာရှိရယ်အေလိယကလည်းမိုးဆိုးမစီမှာသွားပြီးတော့မုတ်နေရှိနော်တောင်းတာရှိအဲ့ကြောင့်ရှာမကအေလိယနဲ့အေလိရှင်နဲ့ကိုနည်းနည်းလေးမိုးဆိုးမချင်းရောသွားလို့နော်ဆိုတော့မင်းတို့ဖြစ်ရမှန်တယ်လို့နော်ဆိုအမက်လည်းပေးလိုက်တယ်မင်းတို့ဖြည့်တဲ့ဟာအားလုံးအမက်ပေးလိုက်နော်မမရှာမတီတာအတန်